tomorrow dini Excel ma VLOOKUP formula လေးကိုသုံးပြီးတော့ data တွေ extract လုပ်ချင်အောင်ကျမဒီအလွယ်တကူဘယ်လို documents တွေကခါနေပြီး data ကိုစက်ထုံလဲဆိုတာကိုပြမှာဖြစ်ပါတယ်။ကိုလိုချင်တဲ့ information တွေနိုင်မဲ့ base data ကိုကိုရဲ့data table မှာအရှိလေးမှာထားပေးရမယ်။အဲ့တော့မှ formula အလုပ်လုပ်မှာဖြစ်ပါတယ်။လုပ်ရင်းနဲ့ရှင်းပြပေးတော့ပါမယ်။အခုလိုလို့ဆိုတော့ VLOOKUP formula လေးကိုရွေးလိုက်မယ်။ကျမလိုချင်တဲ့ value data လေးကိုခေါက်လိုက်မယ်ပြီးလို့ရှိရင်စွမ်းနာ data table ကိုတွားမယ် data table ကိုတွားတဲ့အချိန်မှာကျမတို့အခုလိုလို့ဆိုမှာဆိုရင်ဒီမှာချိန်မယ်ဆိုရင်တော့ဒါက customer name ပေါ့နော် customer name ဆိုရဲ customer name နဲ့ကျမလိုချင်တာ city နဲ့ state ကိုလိုချင်တာဆိုတော့ customer name ဒီကျမလိုချင်တဲ့ဟာရဲ့ city နဲ့ state ရဲ့အရှိမရှိပါရဲ့လို့ရှိရင်မြန်မာကျမဒီ column တစ်ခုလုံးစပတ်မှတ်ပြီးတော့ comma ခိုင်းပါမယ်ခံပြီးတော့လို့ရှိရင်ဘယ်နှခုမြောက်တဲ့ information ကိုလိုချင်တာလဲဆိုတော့customer နဲ့စရေးမယ်ဆိုလို့ရှိရင် customer က1 2 3 4 5 6ခုမြောက်မှာကျမတို့ sales city ဆိုရဲ information လေးရှိတယ်မို့ city ကcolumn index နဲ့6ပါ exact match ကိုပဲအရွေးပါမယ်ရှင်ကျမတို့ဒီneed to မှာတော့ exact match ကိုပဲသုံးတာများပါတယ်အဲ့တော့မှတကယ်တော့လိုချင်တဲ့ data ကိုရမှာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော် approximate ပြမယ်ဆိုသူနဲ့နီးစပ်တဲ့ information တွေထွက်လာမဲ့အတွက်ကြောင့်မလို့ variable အများကြီးထွက်လာမှာဖြစ်ပါတယ်အဲ့တော့ဒီ location မှာကျမတို့ဒီကျမတို့နဲ့လွယ်တကူကျတဲ့အတွက်ကြောင့်ဒီ formula လေးကိုပဲ copy လိုက်ပါတယ်ခုပြီးတော့ဆိုလာ index မှာကျမဒီခုနဖူးမြောက်တဲ့ data ကိုရှင်းတဲ့ကြောင့်ခုနဖူးမြောက်တဲ့ data ဆိုရက်လိုက်တော့ဆိုလာတော့ပဲ city နဲ့ state နဲ့နှစ်ခုထွက်လာတယ်နဲ့ state နဲ့နှစ်ခုကိုကျမကတော့အလွယ်ပဲပေါ့နော်အချိန်ခုနတက်တာအောင်ဆိုတော့အလွယ်ပဲတုံးတယ်ပေါ့နော်ဆိုတော့လည်းမဆက်ချလိုက်တဲ့ဆိုရှင်ကျမတို့ရှင်နဲ့ဒီကြားတွေကုန်ထွက်ရှိလာမယ်အကယ်လို့ပေါ့နော်အခုလို case မှာ any ဆိုတဲ့ဟာမျိုးက error တက်နေရပါတော့သူ any လို့ case မျိုးထွက်လာတဲ့ဆိုလို့ရှင်ဒါက error ရှိတယ်ပုံမှန်အားဖြင့်ကျမတို့date ကတုံးတဲ့နေရာမှာဒီလို error any လေးတွေ့ရှိရမှာဖြစ်ပါတယ်အဲ့လိုဟာမျိုးမှာဒီမှာတော့ကျမဒီကမရှိတဲ့ကြောင့်တုံးပွားတာပေါ့နော်let's say ကျမအပေါ်ဟာလေးကိုပဲယူသုံးလိုက်တယ်ဆိုလို့ရှိရင်အပေါ်ဟာလေးဒါလေးပြမှာဖြစ်ပါတယ်ပေါ့နော်ဆိုတော့ဒီဗီဒီယိုလေးကိုအသုံးဝင်နေဆိုရင် like subscribe လေးလုပ်ပြီးပါကျမရဲ့ channel လေးကိုsubscribe လုပ်ပြီးပါဖဲ like ခုံလေးကိုတီးပေးပါအဲ့တော့မှကျမဒီနောက်တင်တဲ့ဗီဒီယိုလေးကိုအမားတို့ညီမလေးတို့အကိုတို့အမားတို့ရှိကိုရအောင်ပို့ပြနိုင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ပါရှင်ကိုလိုသူလိုအပ်တဲ့လူတွေကိုဒီဗီဒီယိုလေးကို share ဝေပေးပါရှင်share ချင်းဖြင့်ကျမတို့ရဲ့ knowledge တွေကိုလည်းတူဝအောင်စူးစမ်းကြပါရှင်thank you very much for watching